အားလုံးပဲမင်္ဂလာပါဗျာမနေ့ပိုင်းကစက္ကန့်ရုပ်သွားလို့ငါလေးရနေငါဖြစ်သွားတယ်ညနေပိုင်းထွက်ပြပေးမယ်နောက်ပိုင်းမှာငါတစ်ထွက်တယ်တီးရဲ့ပါဝါ6ပါဝါကထိတ်နေနေလာတယ်6ထိတ်ဒီငါကညနေခင်းမှာထဲအနေနဲ့လာပိတ်တယ်6 5ဆိုပြီးလာထွက်တယ်ငါတစ်ကိုအဲကြောဒီနောက်နေ့တွေ့ကြည့်မယ်9ရဲ့ပါဝါ4ပါဝါထိတ်နေနေလာတယ်ဒီရှေ့လုံးခွန်ကနောက်ရမှာနက်ခတ်နေနဲ့လာတယ်ခွန်3ညပိတ်40ဆိုပြီးထွက်တယ်အဲကြောဒီက6ရဲ့ပါဝါ1ထိတ်နေနဲ့ညနေပိုင်း1ထိတ်အားကောင်းပါလေအဲကြောဒီက8ကနေပြီးတော့အပိတ်ကိုဘာနေနဲ့လာမလဲဒီမှာက9တဲလာတယ်ဒီမှာကျခွန်ရဲ့နက်ခတ်လာတယ်ဒီမှာကျ8ရဲ့ပါဝါလာမလားနက်ခတ်လာမလားတဲလာမလား8ရဲ့ပါဝါဆိုရင်3 8ရဲ့နက်ခတ်ဆိုရင်1 8တဲဆိုရင်8 1ထိတ်နဲ့ယူက1 3 1 1 1 8အဲ့3ကခုလောတယ်တော့ပြင်းကြမှာပေါ့1ထိတ်နဲ့1ထိတ်ပို့ထိုးပူတစ်ခွက်